ငါလည်းမင်းတို့ရွာနေရတော့စိတ်ချင်းရလာပြီဘာလို့လို့ဖေမင်းတို့ရွာနာမည်လည်းရွာနာမည်ဂွေးကြီးရွာတဲ့ကွာတင်ပါဗျာဘာဖြစ်လို့အနောက်ဘက်ရွာနေပြီးတော့ငါဇာယိတမဲဖောက်ဖို့ဆိုပြီးဆွမ်းလောင်းပင့်တော့ငါကြွသွားတင်ပါဗျာဦးကမိုင်းနဲ့ဟိုခေါ်တဲ့နိဗ္ဗာန်ဆိုတာငါ့ကိုပင့်တာဘလို့ပင့်မှတ်တော့ဘလို့ပင့်တာတော့ဗျာဂွေးကြီးဆရာတို့ကြွတော်မူပါဗျာဆိုတော့ငါမင်းရှိမထွက်ရဘူးမောင်ကရှီတော်တောက်မတော်ရတော့ဒီရေကူတောက်မတော်ရတာငါအကြောင်းသားလည်းမရှိငါတို့တို့ကကြငါအဲ့မဲလဲသွားနိုင်နေလို့သူတို့လောင်းနေဆုံးလဲငါမခံတော့ပြန်ချတာအဲ့ဒါဆိုရင်ဆရာတော်နာမည်လေးပါလေဘွယ်ပြောင်းပါလားဗျာဟောမင်းလုံးတာပေါ့ကွာအဲ့ဂွေးကြီးဆရာတော်ဆိုတဲ့နာမည်ပြောင်းအောင်လို့ဆိုပြီးငါကြောင်းနဲ့ကိုတော်မီစီတဲတာဩကိုတော်မီဆရာတော်လို့ဖြစ်အောင်လို့အေးပေါ့အဲ့ကိုတော်မီတဲမှာပိုးဆိုးသွားပြီဟာဘလူဆိုးတာတော့ဟာဆွန်းလုံးပင်းတဲ့ပုဂ္ဂိုလ်ကဇာယိတမင်းနိုင်အောင်ဆိုပြီးဘလို့ပင်းမှတ်တော့ဘလို့ပင်းလာတော့ဗျာကိုတော်ကြီးဂွေးကြီးဆရာတော်ကြွတော်မူပါဗျာဆိုတော့ဟာပိုးဆိုးသွားတာပိုးဆိုးတာပေါ့ဗျာဒီသားရဲ့ကံများဆိုးကျင်တော့ကွာကံတာလေးနေလုံးတော့လူစီကရွာတယ်လေးကဇာယိတမဲဖောက်တဲ့ခါကျတော့သူကပယုတ်စီဘူးလေးတွေနာကျူဘူးလေးတွေအချီဘူးလေးတွေဒါတွေဖောက်တာတင်ပါဗျာငါကံဆိုးကျင်တော့အဲ့ကမုန်းနာကျူဘူးသွားတော့တင်ပါဗျာဟိုမိုင်းနဲ့ပညာတဲ့လူကဘယ်လိုပညာမှတ်တော့ဘယ်လိုပညာတော့ဗျာကိုတော်ကြီးဝေကြီးဆရာတော်နာဘူးပါဗျာတဲ့ကဲငါမင်းတို့ကမနေကျင်တော့ကွာ